ဒီနေ့မှာတော့ထူးဆန်းပြီးကြောက်စရာကောင်းတဲ့ယောဂတစ်ခုအကြောင်းပြောမှာဖြစ်ပါတယ်။ဒါကတော့မေးခံယောဂလို့လူသိများတဲ့ Tetanus လို့ခေါ်တဲ့ယောဂပါ။ဒီယောဂကိုပထမဆုံးမှတ်တမ်းတင်ခဲ့တာက BC 900 စုမှာဖြစ်ပြီးဂရိနိုင်ငံကဆရာဝန် Hippocrates ဆိုသူပါ။သူကဆရာဝန်တွေကျိန်ဆိုရတဲ့ Hippocratic ကျမ်းသစ္စာကိုဖန်တီးခဲ့သူလည်းဖြစ်ပါတယ်။တနေ့သူဟာသင်္ဘောတစ်စီးပေါ်မှာသင်္ဘောကပတိန်နဲ့အတူခီးသွားနေတော့ကပတိန်ကထူးဆန်းတဲ့ယောဂတစ်ခုနဲ့ဖျားနာခဲ့ပါတယ်။တနေ့တော့သူ့ရဲ့မေယိုးကြွသားတွေတင်းမာလာတယ်။မေယိုးနဲ့ပါဇက်ကိုပုံမှန်အဖွင့်အပိတ်မလုပ်နိုင်တော့ဘူး။လေပင်နဲ့ကြောရိုးကကြွသားတွေတဆက်ဆက်တုံလာတယ်။ဟစ်ပိုကရီတီကဒီလက္ခဏာတွေကိုတေချာမှတ်တမ်းတင်ခဲ့ပေမဲ့ဘလို့ကူရမယ်မှန်းမသိခဲ့ပါဘူး။6 ရက်အကြာမှာကပတိန်ကဒီယောဂနဲ့ပဲတည်သွားခဲ့ပါတယ်။ Tetanus ကဘက်တီးရီးယားတစ်မျိုးကြောင့်ဖြစ်တာပါ။ဒီဘက်တီးရီးယားကို Clostridium တက်တာနိုင်လို့ခေါ်ပါတယ်။ TB လို့ကူးစက်ရောဂါမျိုးမဟုတ်ပါဘူး။ဒါပေမဲ့သွေးထွက်နေတဲ့ဒဏ်ရာခြေရာအနာနဲ့ဒဏ်ရာအမျိုးမျိုးဟာတန်ချေးတက်နေတဲ့တန်ချောင်းတွေတတုအစိပ်ပိုင်းတွေဆွေးမြင့်ညစ်ပေနေတဲ့အရာတွေနဲ့ထိတွေ့မိတဲ့အခါဒီယောဂပိုးကူးစက်နိုင်ခြေရှိပါတယ်။ဒါပေမဲ့တန်ချေးကဒီယောဂကိုဓာတ်ရိုက်ဖြစ်စေတာမဟုတ်ပါဘူး။ဒီဘက်တီးရီးယားကမြေကြီးမျောစာအရွက်ဟောင်းတွေနဲ့တန်ချေးလိုဆွေးမြင့်နေတဲ့နေရာတွေမှာနေထိုင်ပါတယ်။အဲ့ဒီနေရာတွေမှာစပိုးလို့ခေါ်တဲ့အမုံလေးတွေရှိနေပြီးနှစ်ပေါင်းများစွာအသက်ရှင်နေနိုင်ပါတယ်။အပူချိန်ပြင်းပြင်းကိုတောင်ခံနိုင်ရရှိပါတယ်။တကယ်လို့တန်ချေးတက်တဲ့တတုဟောင်းတွေနဲ့လူတစ်ယောက်ကမတော်တဆထိမိခိုက်မိပြီးဒဏ်ရာရရင်အဲ့ဒီစပိုးတွေကဒဏ်ရာကနေတဆင့်ခန္ဓာကိုယ်ထဲဝင်လာနိုင်ပါတယ်။ခန္ဓာကိုယ်ထဲရောက်သွားတာနဲ့အဲ့ဒီစပိုးတွေကဘက်တီးရီးယားတွေဖြစ်အသက်ဝင်လာပါတယ်။ပြီးတော့အဆိပ်တွေထုတ်တယ်။အဲ့ဒီထဲက Tetanus အဆိပ်ကအဆိုးဆုံးပါပဲ။ဒီအဆိပ်ကအာယုံကြောတွေထဲကိုဝင်သွားပြီးအုံနောက်နဲ့ကြောရိုးတွေကိုရောက်သွားပါတယ်။အဲ့ဒီမှာရှိတဲ့ကြွက်သားတွေကိုထိန်းချုပ်ပေးတဲ့အာယုံကြောတွေကိုပျက်စီးစေပါတယ်။ပုံမှန်ဆိုဒီအာယုံကြောတွေကဘောလုံးကန်တာအသက်ရှူတာလိုလှုပ်ရှားမှုတွေကိုထိန်းချုပ်ပေးပါတယ်။ဒါပေမဲ့ဒီအဆိပ်ကအာယုံကြောတွေကိုပိတ်ဆို့လိုက်တဲ့အခါကြွက်သားတွေထိန်းမရပဲအလိုလိုတင်းမာလာတဲ့တဆက်ဆက်တုံးလာတယ်။ဒဏ်ရာရပြီး9 ရက်ကနေ10 ရက်အတွင်းယောဂလက္ခဏာတွေစပြပါတယ်။အရင်ဆုံးခန္ဓာကိုယ်တောင့်တင်းလာတယ်။အစာမျိုးချရခတ်တယ်။မေယိုးနဲ့ပါဇက်ကိုပုံမှန်အဖွင့်အပိတ်မလုပ်နိုင်တော့ဘူး။အဆိပ်ကပိုပြန့်နှံ့လာရင်ပေါင်နဲ့လက်မောင်းတွေလိုခန္ဓာကိုယ်ကကြွက်သားကြီးတွေပိုတင်းမာလာတယ်။ကြောရိုးကကွေးသွားပြီးကြောက်စရာပုံစံဖြစ်လာတယ်။ကုသမှုမရရင်ဒီလက္ခဏာတွေကလေပြိုနဲ့ရင်ဘက်ကကြွက်သားတွေကိုပါတက်ရောက်လာပါတယ်။အဲ့ဒီအခါလူနာကအသက်ရှူရခက်ခဲလာပြီး92 နာရီအတွင်းသေဆုံးနိုင်ခြေရှိပါတယ်။အချိန်မီကုသမှုမခံယူရင်ဒီယောဂကနေအသက်ရှင်နိုင်ဖို့အခွင့်အလမ်းအများကြီးပါတယ်။ဒါပေမဲ့အခုခေတ်ဆရာဝန်တွေမှာတော့ဒီယောဂကိုကင်တွယ်ဖို့နည်းလမ်းကောင်းတွေရှိနေပါပြီ။အရင်ဆုံးဒဏ်ရာကိုတန့်ရှင်းပေးတယ်။ဘက်တီးရီးယားတွေသေအောင်ပရိဇီဝဆေးပေးတယ်။ပြီးတော့အဆိပ်ဖြေဆေးထိုးပေးတယ်။ဒါကအာယုံကြောထဲမရောက်သေးတဲ့အဆိပ်တွေကိုဖယ်ရှားပေးပါတယ်။နောက်ဆုံးလူနာကိုရက်သက်တစ်ပတ်အနည်းငယ်ထောက်ပံ့ကုသမှုဆက်ပေးပါတယ်။ကြွက်သားတွေပြန်ပြေလျော့လာအောင်ဆေးတွေပေးတယ်။လိုအပ်ရင်အသက်ရှူစက်နဲ့ကူညီပေးပါတယ်။ဟစ်ပိုကရီတီရဲ့အချိန်တုန်းကဆိုပြန်ကောင်းလာမယ့်အချိန်ကိုစောင့်ပြီးမျှော်လင့်ရုံပဲရှိခဲ့တာပါ။အခုတော့ဒီယောဂကိုကာကွယ်နိုင်ဖို့အကောင်းဆုံးနည်းလမ်းကိုပါရှာတွေ့ပြီးပါပြီ။ဒါကတော့ကာကွယ်ဆေးပါ။ Tetanus ကာကွယ်ဆေးကို1920 ခုနှစ်မှာတီထွင်ခဲ့ပါတယ်။ကလေးတွေကိုအသက်2 လကစပြီးအသက်10 နှစ်ထိဆေးထိုးပေးဖို့အကြံပြုထားပါတယ်။ဒါပေမဲ့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့2018 ခုနှစ်ထုတ်ပြန်ချက်အရနှစ်စဉ်ကမ္ဘာပေါ်မှာကလေးငယ်25,000 ခန့်ဒီယောဂနဲ့သေဆုံးနေကြောင်းနဲ့ဒီအရေအတွက်ဟာနှစ်စဉ်တိုးလာနေကြောင်းသိရှိရပါတယ်။အထူးသဖြင့်တောင်အာရှ၊အာဖရိကလိုနိုင်ငံတွေမှာကာကွယ်ဆေးမလုံလောက်လို့ပါ။မွေးကင်းစကလေးတွေကအန္တရာယ်အများဆုံးဖြစ်ပါတယ်။ဘာလို့လဲဆိုတော့သူတို့မိခင်တွေကာကွယ်ဆေးမထိုးထားရင်ကလေးရဲ့ချက်ကျိုးကတဆင့်ဒီဘက်တီးရီးယားကဝင်သွားနိုင်ခြေရှိလို့ပါပဲ။ဒါကိုကာကွယ်နိုင်ဖို့ကိုယ်ဝန်ဆောင်မိခင်တွေလည်းကာကွယ်ဆေးထိုးထားတာအကောင်းဆုံးပါ။ဒီယောဂကအခုချိန်ထိလူသားတွေအတွက်အန္တရာယ်ကြီးနေစေဖြစ်တဲ့အတွက်ကာကွယ်ဆေးထိုးထားဖို့အရေးကြီးပါတယ်။ဒါအပြင်ဒဏ်ရာရရင်ချက်ချင်းတန့်ရှင်းရေးလုပ်ပြီးဆေးကုသမှုခံယူသင့်တာဖြစ်ပါတယ်။ဒီယောဂကကြောက်စရာကောင်းပေမဲ့ကာကွယ်လို့ရတယ်ဆိုတာကိုမမေ့ပါနဲ့။ဒီဗီဒီယိုကိုကြိုက်တယ်ဆိုရင် like နှိပ်ပြီး subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။